ပေါ့နော်ကျွန်တော်တို့အမြဲတမ်းကျွန်တော်တို့ဒီ constant ပေါ့နော်ကိန်းတွေတတ်မှတ်ထားတဲ့အရာကဘာရှိလဲဆိုတော့73 14ဒီအမြဲတမ်း n လို့ဖြစ်ပါတယ် normally open ပေါ့နော်အမြဲတမ်း open ဖြစ်နေဥစ္စာ sometime ခါကျရင်73 14မဟုတ်ဘဲနဲ့ခါကျရင်23 24ဖြစ်တယ်ပေါ့နော်အဓိက3နဲ့4ဒီ normally open ဖြစ်ပါတယ်အဲ့လိုပဲမှာ21 22ဒီ normally close ပေါ့နော် NC ပြောချင်တာကအပိတ်ပေါ့နော် circuit balance ကဒီ switch ကအပိတ်ပုံစံဖြစ်တာဖြစ်ပါတယ်အဲ့မှာကျွန်တော်ဒီမှာတစ်ခုရှိရမှာက1နဲ့2ဒီအမြဲတမ်းNC ပေါ့နော်အမြဲတမ်း NC ဆိုတော့ကျွန်တော်ဒါ gain တွေ constant မှတ်ထားမှာဖြစ်ပါတယ်ဒါဆိုဒီ control ဒီမှာအဲ့ number တွေကတကယ်ဒီလို constant အနေနဲ့တတ်မှတ်ပြီးသား number တွေဖြစ်ပါတယ် okay ဒီ95 96 99 98ကတည်းက overload ရဲ့ number တွေဖြစ်ပါတယ်အကောင့်တွေကိုကျွန်တော်တို့တိထားရပါပြီ okay ကျွန်တော် wiring ကိုဆက်သွားလိုက်ပါမယ်wiring ကျွန်တော် wiring ကိုကျွန်တော်ဒီ color လေးတွေပြောင်းမှသွားတော့အားလုံးဖတ်ရတော့အောင်ဖြစ်ပါတယ် okay ကျွန်တော်တို့ breaker output ဒီကျွန်တော်တို့သွားမှာဖြစ်ပါတယ် breaker output ဒီကျွန်တော်95သွားမယ် okay ပေါ့နော်95ကျွန်တော်ပြင် over တောင်းလိုက်ဒီ95ပေါ့နော်95ကျွန်တော်တို့ဒီ overload 95ကျွန်တော်တို့တိုင်းရင်ကျွေးလိုက်တယ်ဝင်ကျွေးလိုက်တယ်ဆို96အထွက်ကကျွန်တော်တို့96ဒီလောက်ထိလိုက်ပါ96အထွက်ဒီကျွန်တော်တို့ဒီ emergency stop ပေါ့နော် overload လုံးမလုပ်တဲ့အချိန်ကျဒီ emergency stop ကိုကျွန်တော် push လုပ်လိုက်တဲ့ဆိုရင်ဒီ control circuit panel အကုန်လုံး stop ဖြစ်တော့ run မလုပ်တော့ဘူးခဏခဏခိုင်းရရင်ပြပါမယ် okay ပြီးတော့ကျွန်တော်တို့ဒီ emergency stop ရဲ့ output ကကျွန်တော်တို့ပုံမှန်တိုင်းပဲတော့ပါမယ်ဒီ NC ကိုတော့ပါမယ် NC ရဲ့ output ကတခြားက NC ရဲ့ output ကကျွန်တော်တို့ဒီ NO ပေါ့နော်73ကိုတော့ပါဒီမှာ73ဆက်လေးနော်ဒီမှာ10နဲ့2ဒီကနေ့ညပါနော်10နဲ့2ဒီအမြဲတမ်း NC ဖြစ်တယ်ပြီးရင်3နဲ့4ဒီအမြဲတမ်း NO ဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဒီခရမ်းအောင်တော့ပါမယ်ဒီ14ဒီ14ရပဲတောင်းလဲဆို14ကဒီကျွန်တော်တို့ဒီမှာ A1 ပေါ့နော်ဒီ A1 ကိုတောင်းဖြစ်ပါတယ် magnetic connector A1 ကို14တောင်းမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီ73ကဒီ73ပေါ့နော်ဒီ73ကကျွန်တော်73ကကျွန်တော်အနီးတောင်းလိုက်ပါမယ်ခွဲပြီးမယ်တက် machine ပါဆို73ကကျွန်တော်တို့ဒီ magnetic connector ရဲ့ magnetic connector ရဲ့73ကဒီ magnetic connector ရဲ့ဒီ73ပေါ့နော်ဒီမှာ NC ရဲ့73ပြော73တော့ပါမယ်ပြီးရင်ဒီရ14ပေါ့နော်ဒီ14တော့ color ကိုပြောင်းဒီမှာ14ကခင်းအောင်တောင်းတာပြခင်းဒီ14ကဒီရ14ကကျွန်တော်တို့ဒီရ14ကကျွန်တော် A1 ကိုတောင်းတာဖြစ်ပါတယ်ဒီ A1 ကိုတောင်းတာဖြစ်ပါတယ် okay ကျွန်တော်ဒီမှာကတော်တော်ပြီးသွားပြီပြောမှာပေါ့နော်ဒီ wiring ကတော်တော်လေးပြီးသွားပြီလို့ပြောမှာဖြစ်ပါတယ်ဒီမှာတစ်ခုပေါ့နော်ဒီ magnetic connector မှာလိုတာကဒီ magnetic connector ကိုကျွန်တော်တို့light ဖြစ်သွားဖို့ပေါ့နော်ခုနကကျွန်တော်ပြောသလိုအတိုင်းပဲဒီတော်တော် magnetic field ဖြစ်စေတဲ့ပဲပစ္စည်းမဆိုကျွန်တော် line နဲ့ neutral ကျွေးပြဖြစ်တယ်ပဲကျွန်တော်ဒီမှာ line ကျွေးပြီးသွားပြီ neutral ကျန်တယ်ပေါ့နော် neutral ဆိုရင်ကျွန်တော် neutral တောင်းအောင် neutral ပေးလိုက်တဲ့ဆိုရင်ဆင်ပေးသွားပြီဒီမှာ neutral ဒီတိုင်းပဲဆင်းသွားလိုက်မယ်ပြီးရင်ကျွန်တော် A1 ကို A2 ပေါ့နော်ဒီက A2 ကိုကျွန်တော် neutral ကျွေးလိုက် okay ကျွန်တော်တို့ကျန်တော့ပေါ့နော်ကျွန်တော်မကျန်တော့ပြီးရင်ဒီကောင်ပေါ့နော်ဒီပိုင်းလုံးနဲ့ဒီကောင်က running အတွက်ဟုတ်ပါတယ်ဒီကောင် running အတွက်ဒီကောင်ကကျွန်တော်တို့ overload အတွက် okay ဒီ running meter ကိုကျွန်တော်ဘယ်လိုသွားမလဲဆိုတော့ခရမ်းညဒီကောင်14ရဲ့ output ကနေသွားမှာဖြစ်တယ်14ရဲ့ output နော် okay ဒီကောင်14ရဲ့ output သွားပြီပြီးရင်ဒီက
overload ဒီမှာပေါ့နော် overload မီးကိုကျွန်တော်တို့မသွားသေးဘူးဆိုတော့ဒီကောင်ကဒီ running circuit ကိုတစ်ခါတည်းပြီးလုပ်လိုက်မယ်ဒီကောင်ကိုကျွန်တော်တို့ဒီကောင်ကိုကျွန်တော်တို့ဒီမှာ neutral ကိုဒီမှာကျွေးလိုက်မယ် neutral okay ကျွန်တော်တို့ဒီ running အတွက်ကပြီးသွားဖြစ်ပါတယ်ကျွန်တော်တို့ overload တော့ပေါ့ကျွန်တော် overload တက်ဆက်သွားအောင် overload ကဒီမှာက95ကိုကျွန်တော်တို့ line ကျွေးထား breaker ရဲ့ breaker output ကနေကျွန်တော်တို့95ကျွေးထားဖြစ်တယ်95ကဒီ95ကဒီဘက်ကို channel ခုံလိုက်ကွာ channel လို့လက်ခေါ်လူပင်လက်ခေါ်တယ်ပြီးရင်90ခုကိုကျွန်တော်တို့လူပင် channel ခုံလိုက်ပြီးရင်ဒီ96ပေါ့နော်ဒီ90ခုပေါ့နော်98ပေါ့နော်98ကကျွန်တော်တို့ဒီ overload media အတွက်ဖြစ်ပါတယ် overload media ကိုတွားမှာဖြစ်ပါတယ်ဟို media ခင်းအောင်တောင်းလိုက်မယ်ဒီမှာ98နော်98ကနေကျွန်တော်တို့တွားလိုက်တဲ့ဆိုရင်ဒီမှာတွားလိုက်တဲ့ဆိုရင်ဒီမှာ okay ဒီမှာပြီးရင်ကျွန်တော်တို့ဒီ overload media neutral လို့တာဖြစ်တဲ့ neutral ကိုကျွန်တော်တို့ source ကနေပဲယူလိုက်မယ်ဆိုတော့ဒီ source ကနေပဲယူလိုက်မယ်okay ဒီမှာဆိုရင်ကျွန်တော်အကုန်ပြီးသွားပြီပေါ့နော်ဒီဟိုကအကုန်ပြီးသွားဟုတ်တယ်ဒီ deodorant control circuit ကအကုန်ပြီးသွားပြီလို့ပြီးသွားပြီကျွန်တော်တို့ဒီကောင်ကိုကျွန်တော် F side ပြလိုက်ပါမယ်ကျွန်တော်ဒီကောင်ကိုအဲ့လိုပြလိုက်ပါနော်ကျွန်တော်ကဒီမှာ color ကိုစိမ်းအောင်ဒီပေါ်မှာစိမ်းအောင်တုံးလိုက်တယ်ဆိုတော့နည်းနည်းမှတ်ရလွယ်အောင်လို့ပေါ့နော်ဒီဂျိုးနဲ့တကြိုဘယ်လိုတွားရဲဆိုတကယ်တမ်းကျစိမ်းအောင်ဆိုတာကဘယ်တော့မှ light ဒီ light ဟိုမှာတုံးလို့မရဘူးနော်တကယ်တမ်းကျတော့ဒီသူ့ရဲ့ yes ရဲ့ဥပဒေရဆိုတော့တုံးလို့မရဘူးဒါပေမဲ့ကျွန်တော်ဒီဟိုနံပါတ်ဒီ NO ရဲ့ NC ရဲ့အောက်ကနေကျွန်တော် NO ကိုတွားထားတဲ့ထက်မှာတကြိုးတော့ကျွန်တော်စိမ်းအောင်တုံးထားတယ်အဲ့ဒါလေးတော့နားလည်ပြီပါ okay ဒီကောင်ဆိုရင်တော့ကျွန်တော် function ကအကုန်ပြီးသွားပြီလို့ပြောလို့ရပါဘူး okay ကျွန်တော် step run ကြည့်မယ်ပေါ့နော်ဒီကောင်ကိုကျွန်တော် run ကြည့်လိုက်မယ် run ကြည့်လိုက်မယ်မှားမလားမှားတော့မှားပါဘူးဒီကောင်ကျွန်တော် run ကြည့်လိုက်ပါမယ် run ကြည့်လိုက်မယ်ဆိုရင်ဒီမှာ flame နှိပ်လိုက်တဲ့ဆိုရင်ဒီလိုပေါ်ပါမယ်ဒီမှာမီးရောက်နေပြီ breaker တင်လိုက်မယ် breaker တင်လိုက်တဲ့ဆိုရင်ဒီ team မီးရောက်နေပါတော့ okay ကျွန်တော်တို့ဒီကောင် breaker တင်လိုက်မယ်ဒါ control ပါဒါ control တော့ဒီကောင် breaker တင်လိုက်မယ် breaker တင်လိုက်တဲ့ဆိုရင်ကျွန်တော်တို့ဒီကောင် step ကိုနှိပ်ကြည့်တာstep ဆိုရင်ဒီမှာ motor run နေနော်အောင်းတင် motor run နေ okay ကျွန်တော်တို့ဒီကောင်က stop ဆိုတော့ stop နှိပ်လိုက်ရဆို motor က run တော့ okay step ဖြစ်တဲ့အချိန်မှာမတော်လို့ overload ကလည်းပါအလုံးမလုံးဆိုရင်ကျွန်တော်တို့ဒီမှာ emergency stop section emergency stop နှိပ်လိုက် function အားလုံးကို break down ဖြစ်သွားတာနော် okay ကျွန်တော်တို့ဒီမှာ overload test စမ်းကြည့်လိုက်မယ် okay running stop overload step ပေါ့ဒီမှာ overload ကိုစမ်းလို့ရတာကျွန်တော် zoom လေးဆွဲပြပါမယ်ဒီမှာ overload test overload meeting နော်ကျွန်တော် overload ဖြစ်သွားပြီဆိုရင်ဒီ running နဲ့အလုံးမလုံးတော့ကြိုက်တာပါနှိပ်ပါအလုံးမလုံးတော့ဘူးဒီမှာ overload ဖြစ်သွားပြီဆိုရင် overload meeting ဖြစ်သွားမယ် okay ကျွန်တော် overload ကိုပြန်ဖွင့်လိုက်မယ် running နှိပ်လိုက်မယ်ဒီမှာ running media link လင်းတယ် motor လဲတယ် stop ကိုနှိပ်လိုက်မယ် motor မလဲတော့ control circuit ပိတ်သွားပြီကျွန်တော် running လုပ်လိုက်မယ် motor လဲတယ် control လည်းလုပ်တယ်ပြီးရင်ကျွန်တော် emergency stop နှိပ်လိုက်တယ်ဆိုရင်တော့မလုပ်တော့တဘောကဒီကြားလေးပေါ့နော်ဒါကတော့လုံးဝဒီဟိုဆက်ဆက်လေးလာမယ်အခြေခံတဘောတရားလေးပေါ့နော်ဒါလေးဒီကောင်လေးကျွန်တော်တို့ပိုင်နဲ့သိပြီစင်နောက်ပိုင်းကျွန်တော်တို့ဒီဟို star တက်တာပါမလား forward ပတ်သွားမလားဒါမှမဟုတ် up down သွားမလား up down ဆိုတော့ဒီမှာတော့ up down ပေါ့နော်တကယ် up down ကတကယ်တမ်းကျတော့ကျွန်တော်တို့ elevator တွေသွားတဲ့ဥစ္စာပေါ့နော်ဆိုတော့ elevator တွေသွားတဲ့ဥစ္စာဒီမှာ elevator တွေအတွက်လို့ပဲလို့ကျွန်တော်တို့ဟိုနားလည်ထားလိုက်ပေါ့နော်တကယ်တမ်းကျ elevator မှာလည်းသူ့ဟာသူ control ပိုင်းရှိရဲ့တခြားအပိုင်းအများကြီးရှိ elevator မှာလည်းအဲ့ up down ဆိုတော့ဒီကျွန်တော်တို့ရက်ချင်တဲ့နေရာမှာရက်ကျွန်တော်တို့သွားချင်တဲ့နေရာမှာသွားအပုံစံ up down နဲ့ကျွန်တော်တို့ထက်ဆွဲလို့ရတယ်ပြီးရင် start data သွားလို့ရတယ် forward ဘက်သွားလို့ရတယ်ပြီးရင်ကျွန်တော် traffic light သွားလို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီတန်ပေါင်းတန်ချိန်တွေပါသွားလို့ရအောင်နော်ဒီ traffic light ဆိုရင်တော့ကျွန်တော်တို့ PNC နဲ့သွားမှ join လို့ရမိုက်တယ်ကျွန်တော်ကြောင်းတက်ခဲ့တော့ဆိုရင် account တွေတော့တင်ရဟုတ်တယ်ကျွန်တော်ဒီ GTI မှာဆန်ဝက်ဖြေတော့ဆိုရင်
တော်တော်ဆန်ဝက်ဖြည့်ခဲ့ရလို့ဒီကျောင်းနဲ့ပတ်သက်ပါတော့အမှဆိုရင် start data forward but ကျွန်တော်တို့ပြီးရင်ဒီ traffic light ဒီ mountain chain site ဖြစ် diagram ပေါ့နော်အကုန်ဖြည့်ခဲ့ရ section လိုက်ဖြည့်ခဲ့ရဆိုတော့ပြတာပေါ့နော်ကျွန်တော်ဖြည့်ခဲ့ရဥစ္စာ okay ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးနားလည်လိမ့်မယ်ပြောနေတယ်ကျွန်တော်ဒီမှာ step by step color code ရဆိုခွဲမှာဆွဲပြီးတာဖြစ်တဲ့အတွက်ပြန်လေ့လာကြည့်ပါကိုဝါသနာပါတယ်ဆိုရင်ပြန်လုပ်ကြည့်ပါဘယ်ရမှာတော့ဆက်စတော့ကျွန်တော်တို့အားလုံးတော့မတက်နိုင်ဘူးဖြစ်ဖြစ်ချင်းကျွန်တော်တို့တွားရဲဆိုရင်နောက်ဆုံး key တစ်ခုကတော့ကျွန်တော်တို့ရောက်မှာပါ okay see you next video ပါဒီနေ့ဒီ support ပေးကြတဲ့သူရောက်ချင်းစရာကျေးဇူးများတင်ပါတယ်